ဗျာဒိတ်ကျမ်းခန်းကြီးစနစ်ကောင်းကင်၌ကြီးစွာသောနမိတ်လက္ခဏာဟုမူကားမိမတဦးသည်နေကိုဝိလျက်လကိုခြေဖြင့်နင်းလျက်မိမိခေါင်းပေါ်၌ကျဲ12လုံးဖြင့်ပြီးသောတရဖူကိုဆောင်းလျက်ပေါ်လာ၏ထိုမိမသည်ကိုယ်ဝန်ဆောင်၍ဖွားအံ့သောဝေဒနာပြင်းသောကြောင့်အော်ဟစ်လေ၏ကောင်းကင်၌အခြားသောနမိတ်လက္ခဏာပေါ်လာသည်ကားအစင်းနီသောနဂါးကြီးသည်ခေါင်း9လုံးဂျိုဆယ်ချောင်းနှင့်တကွခေါင်းပေါ်၌တရဖူ2စုကိုဆောင်းလျက်ရှိ၏သူ၏အမည်သည်ကောင်းကင်ကျဲ3စု2စုကိုဆွဲငင်၍မြေကြီးသို့ချလိုက်လေ၏သားကိုဖွားလူသောမိမသည်ဖွားသောအခါနဂါးသည်ထိုသားကိုကိုက်စားမည့်အကြံနှင့်မိမရှိ၌ရက်နေ၏ထိုမိမသည်လူမျိုးတကာတို့ကိုတန်လှန်တန်နှင့်အုပ်ဆိုးလက်တန့်သောသားယောက်ျားကိုဖွားမြင်၏ထိုသားကိုဖျားသခင်ထံသို့၎င်းပလင်တော်သို့၎င်းချီယူတော်မူ၏မိမသည်အရက်1260ပတ်လုံးတော၌ကျွေးမွေးခြင်းကိုခံရမည်ကြောင့်ဖျားသခင်ပြင်ဆင်တော်မူသောအရက်သို့ပြေးလေ၏ကောင်းကင်၌စစ်ဖြစ်၏မိခေလနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏နဂါးနှင့်သူ၏တမန်တို့သည်စစ်တိုက်၍မနိုင်ကြကောင်းကင်၌လည်းသူတို့နေစရာမရှိထိုအခါဤလောကတနိုင်ငံလုံးကိုလှည့်ဖြား၍မာနက်စာရန်အမည်ရှိသောရှေးမွေဟောင်းတီဟုသောနဂါးကြီးကို၎င်းသူနှင့်အတူသူ၏တမန်တို့ကို၎င်းမြေကြီးသို့ချလိုက်ကြ၏ကောင်းကင်ဘုံ၌ကြီးသောအတန်ကားယခုမှကယ်တင်ခြင်းဖြစ်၏တကိုးတော်လည်းဖြစ်၏ငါတို့ဖျားသခင်၏နိုင်ငံတော်နှင့်သူ၏ခရစ်တော်၏အာဏာတော်ဆက်လည်းဖြစ်၏အကြောင်းမူကားငါတို့ညီအကိုများကိုငါတို့ဖျားသခင်ရှေ့တော်၌နေညမပြတ်အပြစ်တင်သောရန်သူကိုအောက်သို့ချလေပြီသူတို့သည်တိုးတငယ်၏အသွေးအားဖြင့်၎င်းမိမိတို့တသက်ခံခြင်းနှုတ်ကပတ်တရားအားဖြင့်၎င်းအောင်မြင်၍အသေးခံသည့်တိုင်အောင်ကိုယ်တက်ကုန်မနှမျောကြထို့ကြောင့်ကောင်းကင်နှင့်ကောင်းကင်သားတို့ရှင်လန်းကြလော့မြေကြီးနှင့်ပင်လယ်သည်အမင်္ဂလာရှိ၏အကြောင်းမူကားမာနသည်မိမိကာလတခဏသာရှိသည်ကိုသိ၍ပြင်းစွာသောဒေါသအမျက်နှင့်တကွတင်တို့ရှိရာသို့ဆင်းလေပြီဟုဆိုကြသည်ကိုငါကြား၏ထိုနဂါးသည်မြေကြီးသို့ကိုကြသည်ကိုသိမြင်လေသောသားယောက်ျားကိုဖွားမြင်သောမိန်းမကိုညှင်းဆဲ၏မိန်းမသည်ထိုမွေနှင့်လွတ်၍တကာလနှစ်ကာလတဝက်ပတ်လုံးကျွေးမွေးခြင်းကိုခံရာအရက်ဒီဟုသောတောရက်သို့ပြန့်နှံ့မည်အကြောင်းရွှေလင်းနာကြီးအတောင်နှစ်ဖက်ကိုရလေ၏ထိုအခါမိန်းမကိုရေအဟုန်ဖြင့်ညောသွားစေခြင်းကနဂါးသည်မိမိကတွင်ထဲကမြစ်ရည်စီးတကဲ့သို့ရေကိုမိန်းမနောက်သို့ထုတ်ပစ်လေ၏မြေကြီးသည်မိန်းမကိုမဆား၍မိမိကတွင်ကိုဖွင့်ပြီးလျှင်နဂါး၏ကတွင်ထဲကထုတ်ပစ်သောမြစ်ရည်ကိုမျိုးလေ၏နဂါးသည်မိန်းမကိုအညှိုးထား၏ဖျားခင်၏ပြည့်ညတ်တော်တို့ကိုကျင့်၍ယေရှု၏တသက်ခံတော်မူချက်ကိုဆွဲလန်းသောသူတည်းဟုသောထိုမိန်းမ၌ကျွင်းသောအမျိုးအနွယ်ကိုစစ်တိုက်ခြင်းကသွား၏ဖတ်တော်သောကျမ်းပိုက်အားဖြင့်နားထောင်ကြသောညီကိုမောင်နှမအယောက်စီတိုင်းမှာဘုရားသခင်အသစ်တဖန်ကောင်းကြီးပေးပါစေအာမင်